ရဲ့ညီချစ်ရဲ့ကြည်ရဲမြေလွာပန်းကျဲကိုရင်နဲ့ပြောခဲ့ရတယ်ဆောင်းအကုန်တွေရောက်ဝဲပန်းချောက်တွေညီဝဲလွမ်းချစ်တဲ့လူလွမ်းလေမလားကွယ်အခုတော့တရွာတည်းမလွဲတာကွယ်ခွာရသည်ကလူမှုအကျိုးနဲ့ရဲ့ကျင်းလက်ဖို့မျိုးဖို့တဲ့တွေဒါတွေမေးသိခဲ့ရင်မာကျင်နဲ့မေးမလွမ်းနဲ့မောင်ညစ်ချစ်တဲ့ပန်းကြွယ်မာကျင်နဲ့မေးမလွမ်းနဲ့မောင်ညစ်ချစ်တဲ့ပန်းကြွယ်တယောက်နဲ့တယောက်ကခရီးချမ်းကိုလှမ်းခဲ့ရစိတ်ရဲ့ညီချစ်ရဲ့ကြည်ရဲ့မြေလွာပန်းကျဲကိုရင်နဲ့ပြောခဲ့ရတယ်ဆောင်းအကုန်တွေရောက်ဝဲပန်းချောက်တွေညီဝဲလွမ်း